맞지.ခွေးလေးဝင်လာတာနော်ခွေးဝင်လာတာမြန်မာပြည်မှာဆိုတာမောင်းထုတ်မှာနော်သူများနိုင်ငံဆိုတော့မမောင်းထုတ်ဘူးဘာအတွက်ဝင်လာလဲဆိုပြီးတော့စစ်ဆေးတယ်စစ်ဆေးပြီးတော့ဒါသူစေကုမယ်ပေါ့နော်ဒီဗီဒီယိုဖိုင်ကိုပြရတာကျွန်တော်အကြောင်းရှိတယ်ဗျကျမ်းမာရေးစောင့်ရှောက်မှုပေးတယ်ဗီဒီယိုဖိုင်လေးရိုက်တယ်ပေါ့ဗီဒီယိုကလေးကတော့ဒါပြီးပေါ့ဗျကျွန်တော်ကဒီခွေးကိုကျမ်းမာရေးစောင့်ရှောက်မှုပေးတဲ့ပုံစံလေးကိုကြည့်ပြီးတော့တန်ဝေကတရားတွေရတယ်ဗျကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လူတွေကအသက်တွေဘုံဘော်လော်ဖြစ်နေတယ်ဒီခွေးတစ်ကောင်လောက်တောင်မြန်မာနိုင်ငံမှာရှိတဲ့လူတွေအသက်ကိုတန်ဖိုးထားခြင်းမခံရဘူးကျွန်တော်ဒါကိုပြောချင်တာအခုလိုခွေးတစ်ကောင်လိုကျမ်းမာရေးစောင့်ရှောက်မှုဆိုတာဝေလာဝေးဒီစေးရုံစေကန်းနေဆိုရင်တော့လူတယောက်ဗျပိုက်ကြီးတောင်ပတ်စံမရှိရင်ခလေးမမွေးပေးတဲ့နိုင်ငံလူသားချင်းစာနာမှုကင်းမဲ့နေတဲ့နိုင်ငံဖြစ်တယ်အခုဒါကျွန်တော်တို့စစ်အာဏာရှင်လက်အောက်မှာကြာရောက်တာဒီခွေးတစ်ကောင်လောက်တောင်ကျွန်တော်တို့ဘဝတွေဟာစောင့်ရှောက်မှုမခံရဘူးဗျာဒီအခြေအနေကိုကျွန်တော်ပြောချင်တာအခုကျွန်တော်မြန်မာနိုင်ငံတကယ်ပဲစင်ရဲလို့လားကျွန်တော်မြန်မာနိုင်ငံတကယ်စင်ရဲနေတဲ့နိုင်ငံမဟုတ်ဘူးเนาะကျွန်တော်ပြည်သူတွေပဲစင်ရဲတာမြန်မာနိုင်ငံမှာထွက်တဲ့တယံဇာတတွေဆိုရင်အခုမိုးကုန်းမှာဆိုဗရမ်များကြောက်စိမ်းတခြားဒေသတွေမှာနိုင်ငံတနိုင်ငံလုံးမှာဗျာတစ်ထွက်တယ်ဝါထွက်တယ်ရေရှိုရှိတယ်ရေငန်ရှိတယ်မြေရှားတတုရှိတယ်ရွှေထွက်တယ်ရေနံထွက်တယ်နော်တဘာဝတယံဇာတဒီလောက်ပေါ်ကျွယ်ဝါတဲ့နိုင်ငံစိုက်ပျိုးရေးကိုအခြေခံထားတဲ့နိုင်ငံဖြစ်ပါလျက်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကျန်းမာရေးစောင့်ရှောက်မှုပါဒီခွေးတစ်ကောင်လောက်တောင်ကျွန်တော်တို့စောင့်ရှောက်မှုကမရခဲ့ပညာရေးစနစ်အရန်ကိုနှိမ်ပါခဲ့တဲ့စနစ်နဲ့ကျွန်တော်တို့သင်ယူခဲ့ရတယ်ဒါတွေကဘာကိုပြောချင်လဲဆိုရင်ဒါကျွန်တော်တို့ကစစ်အာဏာရှင်လက်အောက်မှာနေခဲ့ရတာနော်ဒီရထွက်တဲ့သဘာဝတယံဇာတတွေအခုဒါစစ်ကောင်စီတွေပဲယူသွားကြတာဗျာဒီစစ်ကောင်စီကလူကြီးတွေဆိုရင်ဗျာစစ်ဦးစီးချုပ်တယောက်ရဲ့လာစာဆိုရင်တလောက်350ဗျာတလောက်100ထားဗျာတနစ်ကို10လပဲတွက်ဗျာ10လဆိုရင်1000 10နှစ်ဆိုရင်1000ဗျာဒါသူ့ရဲ့1000ဆိုရင်ရန်ကုန်လူနေရာမျိုးမှာခြံကောင်းဆိုရင်ဗျာခြံကြဲကြဲဝင်းဆိုရင်ဒါမြေတကွက်ဖိုးစာလောက်ရှိဒါပေမဲ့သူပိုင်ဆိုင်မှုတွေကမြေတကွက်စာကိုမကောက်ဘူးလေအဲ့ဒီမှာရွေးကောက်ပြီးပြောရမယ်ဆိုရင်ဗျာမိုင်းတဲ့ဖုန်းစင်ကတ်ဒီမိုင်းတဲ့ဖုန်းစင်ကတ်ဆိုရင်ဗျာမြန်မာနိုင်ငံမှာလူဦးရေတန်း60ရှိတယ်ဆိုရင်အဲ့မိုင်းတဲ့စင်ကတ်ကိုတန်း30ပဲတော့အဲ့တန်း30သုံးတာမှာတရက်နော်တရက်ကိုအင်တာနက်ဖိုးတယောက်ကိုတစ်ချက်နှုံးနဲ့ပဲတွက်ဒါဆိုရင်အဲ့စစ်ဦးစီးချုပ်ရဲ့တိတ်ရဲ့ဝင်ငွေရတန်း30ဖြစ်ပြီဒါအင်တာနက်ဖိုးကျွန်တော်တစ်ချက်ပဲနော်ဒါတရက်ကို1000နှုံးနဲ့ကျွန်တော်မတွက်ဘူးတစ်ချက်နှုံးနဲ့တွက်တာအဲ့ဒါဆိုရင်တန်း30ရှိပြီဟုတ်ပြီဒီလိုဝင်ငွေတွေတရက်တန်း30လောက်ရအောင်ဘယ်ဟာရတဲ့အရင်းနှီးတွေနဲ့ရင်းနှီးပြီးတော့ဒီလိုဝင်ငွေမျိုးတွေကိုဖန်တီးနိုင်တာလေမြန်မာနိုင်ငံမှာထွက်တဲ့တဘာဝတယံဇာတတွေဒီတယံဇာတတွေကရတဲ့အခွန်ဘဏ္ဍာတွေကိုကျွန်တော်တို့ပြည်သူတွေရဲ့ကျန်းမာရေးစနစ်ခွေးတစ်ကောင်လောက်တောင်ကျန်းမာရေးစနစ်စောင့်ရှောက်မှုမရတဲ့ပုံစံမျိုးတွေမှာဒီ
နိုင်ငံထွက်တဲ့တည်န်စာဒတွေကိုကျမ်းမာရေးစနစ်ကိုလည်းမမြင့်တင်ပေးဘူးပညာရေးစနစ်ကိုလည်းမမြင့်တင်ပေးဘူးနိုင်ငံမှာရှိတဲ့လူတွေရဲ့လူနေမှုဘဝတွေကိုလည်းမမြင့်တင်ပေးဘူးစီးပွားရေးအခွင့်အလမ်းတွေကိုလည်းမဖွင့်ပေးဘူးသူတို့အိတ်ကတ်သေးပဲအကုန်ထဲ့ပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးခဲ့တာအမျိုးမျိုးနှိမ့်ချဆက်ဆံခဲ့တာအမျိုးမျိုးဖိနှိပ်ခဲ့တာအခုရက်ပိုင်းမှာဆိုရင်သူတို့ဝါရဖြန့်တဲ့ဒီဗီဒီယိုဖိုင်ရွေးကောက်ပွဲဇက်လန်းတွေကိုဟပေးတောင်ဖမ်းတဲ့အရှင်ကြီးထောင်3နှစ်ရှာတဲ့အရှင်ကြီးဖြစ်နေတယ်ဒါတွေကဒါကျွန်တော်တို့စစ်အာဏာရှင်လက်အောက်မှာနေခဲ့ရတဲ့အရှင်ကြီးပဲဒီစစ်အာဏာရှင်နဲ့အနီးတစ်ဝိုက်ကပြည်သူတွေဆိုရင်ဗျာမတောင်ကျိုးတော့ပြီးအရိုက်ခံနေရတယ်လို့ပဲသူတို့မှခံစားနေရတာဒီတော့အခုဒီစကမဥဆောင်ပြီးတော့ရွေးကောက်ပွဲလုပ်တယ်ဆိုရင်သူတို့ကဒီရွေးကောက်ပွဲကိုအကြောက်တရားနဲ့ပြည်သူတွေကိုမဲပေးခိုင်းတာနော်ဒီအကြောက်တရားနဲ့မဲပေးခိုင်းလို့ပြည်သူတွေကဒါမဲပေးတယ်ဗျာနော်မဲပေးတယ်မဲပေးပြီးပဲထားတော့ဗျာကျွန်တော်ပြောချင်တာလွတ်လပ်မြတ်တာတဲ့ဥပဒေစိုးမိုးမှုမရှိဘူးလွတ်လပ်မြတ်တာတဲ့လွတ်တော်အမှန်မရှိဘူးဘာလို့မရှိဘူးလို့ပြောလဲဆိုရင်ကျွန်တော်တက်တည်တစ်ခုချပြမယ်အိမ်ဖြစ်အောင်ပါတီဖွဲ့စည်းတွေဖွဲ့ပြီးတော့ရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီတွေကိုပြောချင်တာဘာကြောင့်လဲဆိုတော့ဒီတန်းဖို့ပါတီထဲမှာစစ်တပ်ကကောင်တွေကလည်းဒါအယောက်400လောက်ရှိတယ်ဗျာစစ်သားတွေကြီးပဲနော်ပြီးတော့25ရာခိုင်နှုန်းကလည်းစစ်သားတွေကြီးပဲသူတို့အဲ့တန်းဖို့ပါတီတွေကလူအများစုရဲ့ဒီ25ရာခိုင်နှုန်းကဒီစစ်သားတွေရဲ့ဆိုရင်ဘယ်ပါတီကပဲဘလို့ပဲအဆိုတင်သွင်းဒီတက်ခိုင်တန်းဖို့ပါတီကလည်းလက်ခံမှာမဟုတ်ဘူးလို့25ရာခိုင်နှုန်းကလည်းကန့်ကွက်မှာအဲ့တော့ဒီထဲမှာအိမ်ဖြစ်ပါတီတွေအနေနဲ့ဒီလွတ်တော်တဲ့ဝင်ပြီးတော့သူတို့ဘလောက်ပဲအဆိုတင်သွင်းဘာမှလက်ခံရမှာမဟုတ်ဘူးအဲ့နေရာမှာလူပုဂ္ဂိုလ်မပြောနဲ့ဗျာဂျာမင်းဝင်ပြီးတော့ဒီအကြောင်းအရာတွေပြင်ဆင်မှာမယ်ဆိုပြီးတင်ပြရင်တော့မှပဲပယ်ချခြင်းခံရမယ့်အရှိနေဒီလိုမျိုးအရှိနေကိုအိမ်ဖြစ်ပါတီအနေနဲ့သွားပြီးတော့ရွေးကောက်ပွဲဝင်ပြိုင်နေဆိုတဲ့ကိုဟာဘာကြီးလဲ